အားလုံးပဲမင်္ဂလာပါရှင်။နွေရာသီပူပူမှာရင်နဲ့အေးအေးလေးဖြစ်သွားစေဖို့ဝါဖြစ်စာအတွက်မုံလက်ဆောင်လေးပြုလုပ်ဖြစ်ပါတယ်ရှင်။ Channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်နော်။ထညက်ရည်ပြုလုပ်ဖို့အတွက်ထညက်25ချက်သားကိုအသုံးပြုထားပါတယ်။ရေတန့်1လီတာထည့်ပြီးတော့မှအလဲအလက်မီးနဲ့ထညက်လေးတွေအားလုံးပြုံးဝင်သွားအောင်လုပ်ကြိုးပေးပါမယ်နော်။ထညက်ရည်လေးပွက်ပွက်ဆူလာပြီးတော့မှထညက်ခဲလေးတွေမကြံတော့ဘူးဆိုရင်ထညက်ရည်လေးကိုစကားလေးနဲ့စစ်ပြလို့ရပါပြီစကားလေးနဲ့တစ်ခါစစ်ပြီးတဲ့အခါမှာအဝတ်စကားလေးနဲ့နောက်ထပ်တစ်ချိန်ထပ်စစ်ပြလိုက်ပါတယ်ပြီးရင်တော့အခန်းပူချိန်မှာပဲအေးခံပြီးတော့အေးသွားတဲ့ခါမှာဆိုရင်ရေခဲတစ်တာတဲ့အဖုံအုပ်ပြီးတော့မှတင်ထားလို့ရပါပြီမုံလက်ဆောင်ဖတ်ပြုလုပ်ဖို့ရန်အတွက်ပထမဆုံးထုံးရည်ကြီးကိုပြုလုပ်ပါမယ်နော်ရေတန်း1လီတာတဲ့ကိုကွန်ဆာထုံ1 teaspoon ခန့်ထည့်ပြီးတော့မှနှံ့တော့အောင်မွေးပေးပါမယ်ပြီးရင်တော့အဖုံးလေးနဲ့အုပ်ပြီးတော့မှအခန်းပူချိန်မှာပဲတညထားလိုက်ပါမယ်နော်မုံလက်ဆောင်ဖတ်ပြုလုပ်ဖို့အတွက်ဆန်စိမ်းမုံ60 gram ကိုအသုံးပြုပါမယ်ပလောပီနတ်မုံ40 gram ကိုအသုံးပြုပါမယ်ရှင်ဆန်အစိမ်းမုံနဲ့ကော်မုံရောထားတဲ့အထဲကိုတညတိတ်ထားတဲ့ထုံးရည်အကြီး900 ml ထည့်ပြီးတော့မှတမအောင်မွေးပေးပါမယ်အပေါ်ရန်အရေးကြီးလေးတွေကိုပဲယူမှဖြစ်ပါတယ်နော်အားလုံးတမသွားပြီဆိုရင်တော့မီးပေါ်တင်ပြီးအလဲအလက်မီးနဲ့ပဲကြိုးပေးပါမယ်ရှင်ကြိုနေတဲ့ခါမှာလည်းအစမပြတ်မွေးပေးပါနော်အားလုံးပြစ်ပြီးတော့မှကြိုသားကြပါပြီဆိုရင်တော့မုံလက်ဆောင်ဘက်ကလေးကိုစကားတိုက်လို့ရပါပြီရှင်စလုံးလေးကိုရေခဲအပါဝင်ရေခဲရည်လေးထည့်လိုက်ပါမယ်စကားလေးနဲ့စစ်ပေးပါမယ်နော်မုံလက်ဆောင်ဘက်လေးတွေရရှိပါပြီဒီမုံလက်ဆောင်ဘက်လေးတွေကိုလေစကားလေးနဲ့ပြန်စစ်ပြီးတော့မှရေအစ်စ်လဲပြီးရေခဲတက်တာထဲမှာတင်ထားပေးပါမယ်နော်ဒါလေးကတော့ရေအစ်စ်လဲထားတဲ့မုံလက်ဆောင်ဘက်လေးတွေဖြစ်ပါတယ်မုံလက်ဆောင်ဘက်အေးအေးလေးထည့်ပါမယ်ရှင်ထညက်ရည်အေးအေးချူချူလေးကိုလည်းထည့်ပေးပါမယ်ရှင်အနက်မွေးအောင်လို့နှမ်းလော်လေးကိုကြိတ်ပြီးထည့်ပေးပါမယ်။အုံသီးရှိရဆိုရင်လည်းအုံသီးလေးချစ်ထည့်ပေးပါမယ်နော်။မထည့်လည်းဘာမှမဖြစ်ပါဘူးရှင်။အခုဆိုရင်တော့နွေရာသီပူပူမှာတောက်လိုက်တာနဲ့ရင်နဲ့အေးအေးလေးဖြစ်သွားစေမဲ့ homemade မုံလက်ဆောင်ချူချူမွမွေးအေးအေးလေးရရှိပါပြီရှင်။အားလုံးပဲအိမ်မှာအတူလိုက်လုပ်ကြည့်ပြီးအဆင်ပြေကြပါစေနော်။ဆောက်ဝဲစုံမလုံးနေလေးတွေကိုပတ်စင်တင်ဆက်သွားမှာမို့လို့ channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်။ See you in the next video. Thank you.